နေ့မြန်မာနိုင်ငံမှာကျွန်တော်တို့လမ်းပေါ်မှာပြိုင်ကားလေးတွေအများကြီးနဲ့လူကြီးတွေရောလူငယ်တွေရောဝါသနာပါတဲ့လူတွေကဒီရိုးပြိုင်ကားလေးတွေကနေစပြီးတော့စူပါကားတွေ Ferrari တို့ Lamborghini တို့ Nissan GT-R တို့အထိစီးနေကြတာပေါ့နော်လမ်းမှာကားပြိုင်ကားလေးတစ်စီးမောင်းလာတာတွေ့ရင်ကျွန်တော်တို့ကလူတွေကဘေးကလူတွေကဝိုင်းကြည့်ကြတယ်အရင်အားကြကြတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ဒီကျွန်တော်တို့ဝါသနာပါလို့သာစီးနေကြတာပေါ့နော်ဒီကားအတွင်းထဲမှာခံစားရတဲ့ဒုက္ခတွေကြတော့ဒီမောင်းတဲ့လူတွေကိုယ်တိုင်ပဲသိတာပေါ့နော်ဘယ်လိုဟာမျိုးလဲဆိုတော့ဥပမာကျွန်တော်တို့စီကရန်ကုန်မြို့ကလမ်းတွေကခုံနေပြိုင်ကားကလည်းအောက်ကိုနှိမ့်ထားတယ်လမ်းကမလွတ်တာနဲ့နောက်ပြီးတော့ကျွန်တော်တို့လမ်းကျန်းရင်လည်းခုံနေစီစားတယ်အင်ဂျင်တန်တွေစူတယ်ဒီလိုဒုက္ခတွေအများကြီးနဲ့ကျွန်တော်တို့ကခံစားပြီးတော့မှပြိုင်ကားသမားတွေကကားကိုစီးရတာပေါ့နော်အဲ့တော့များသောအားဖြင့်ပြိုင်ကားစီးရဲ့လူတော်တော်များများဒီသူတို့ရဲ့ပြိုင်ကားလေးတွေကိုနေ့စဉ်စီးလို့မရဘူးပေါ့နော်စိတ်ကူးထဲမှာရှိတဲ့အချိန်ရာသီဥတုတာရတဲ့အချိန်လမ်းကောင်းကောင်းကိုမောင်းရတော့မယ်ဆိုတဲ့အချိန်မျိုးမှာပဲဒီပြိုင်ကားလေးကိုထုတ်စီးတခြားချိန်ဒီမှာကျတော့တက္ကစီနဲ့သွားရင်သွားမသွားရင်လည်းတခြားကားတစ်စီးနဲ့ပို့ပြီးတော့ဇိမ်ကြတဲ့ဒီရိုးကားတစ်စီးနဲ့သွားရတာများတယ်ပေါ့နော်အဲ့လိုမျိုးdaily drive လုပ်လို့မရတဲ့နေ့စဉ်စီးလို့မရတဲ့ကားတွေအများကြီးစူပါကားတွေအများကြီးကြားထဲမှာဒီ Audi R လေးကတော့သူကထူးထူးခြားခြားပေါ့နော်ဒီနေ့စဉ်စီးလို့ရတဲ့ level အထိလည်း comfortable ဒီဇိမ်ကြတယ်စီးလို့ရတယ်နောက်ပြီးတော့တခြားစူပါကားတွေလိုပဲသူကမြန်မြန်ဆန်ဆန်တက်လက်လက်နဲ့အဲ့လို performance နဲ့ပတ်သက်တဲ့ feature တွေလည်းပါတယ်ပေါ့နော်ပုံမှန်ကျွန်တော်တို့ပြိုင်ကားဆိုရင် Nissan GT-R တို့ဘာလို့ဆိုရင်သူကဒီဂျပန်ကားတော်တော်များများကရှေ့ကြည့်လိုက်တာနဲ့ရှေ့ဖုံးထဲမှာတော့ engine ရှိလောက်တယ်ပေါ့နော်ဒါပေမဲ့ဂျာမန်ကထုတ်တဲ့ဒီ super car တော်တော်များများရော Audi R8 တို့ပေါ့နော်ဒီကားလေးဆိုရင်သူက engine ကရှေ့မှာမရှိဘူး luggage ရှေ့ဒီအထုပ်ပိုးတွေကရှေ့မှာထည့်ဖို့ထားပြီးတော့သူက engine ကနောက်ခန်းထဲမှာရှိတာပေါ့နော်ဆက်ကြည့်အောင်အဲ့တော့ engine ကရှေ့မှာမရှိဘူးလို့ပြောတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ပုံမှန်ကားတွေမှာပါတဲ့ရှေ့ကရေတန်ကြီးတွေနောက် engine cooling လုပ်တဲ့ဟာတွေမပါတော့ဘဲနဲ့ဒီ engine အေးအောင်လုပ်ဖို့အပေါက်ကဒီနေရာကနေလာတာပေါ့နော်အဲ့တော့ကားသွားတာနဲ့ဒီလေကဒီကနေခွဲပြီးတော့ဒီကိုဝင်တယ်နော်ဒီကိုဝင်ပြီးတော့ဒီ engine ထဲကိုဖြတ်တယ်ဖြတ်ပြီးတော့မှဒီ fan ကနေထွက်တယ်ပေါ့နော် engine ကဒီနောက်ခန်းထဲမှာအပြည့်ကြီးပေါ့နော်ပြန်ကားမောင်းတဲ့လူတော်တော်များများဒီကားတစ်စီးမှာဆိုရင်သူကဒီရှေ့ရက်ကိုသူတို့ကတိတ်မကြိုက်ကြပါတော့များသောအားဖြင့်သူကနောက်ရက်ကိုကြိုက်ကြတယ်ပေါ့နော်အဲ့တော့နောက်ဘင်းကနေရက်တဲ့အချိန်မှာ engine ရဲ့ weight ကသူ့အပေါ်မှာဒီနောက်ခန်းထဲမှာသွားထားတဲ့အတွက်ကြောင့်မလို့သူက weight balance ပို့ပြီးတော့ကစားလို့ကောင်းတယ်ပေါ့နော်အဲ့မဲ့ဒီ Audi မှာကျတော့သူကနောက်ရက်တွေမကဘူးသူကဒီ 4 wheel drive system ဒါပေမဲ့သူက engine power ရဲ့ 30% ကိုပဲရှေ့ဘင်းကိုပို့တယ်ကျန်တဲ့70% အကုန်လုံးကဒီနောက်ရက်ပေါ့နော်အဲ့တော့သူကမြန်မောင်းတဲ့ဒီပြိုင်ကား track လိုဟာမျိုးမှာမောင်းတဲ့အချိန်မှာသူကလမ်းကမိုးရွာလို့ဘာလို့ဆိုရင်သူကရှေ့ဘင်းက power 30% ရှိနေတဲ့အတွက်ကြောင့်မလို့သူကလမ်းကိုချော်ထွက်သွားတာမျိုးမဟုတ်ရင် slip ဖြစ်သွားတာမျိုးကနေပြီးတော့သူကအထိုက်လျောက်သူကာကွယ်ပေးနိုင်တယ်တစ်ချိန်တည်းမှာပဲနောက်ဘင်း 70% power ဖြစ်နေတဲ့အတွက်ကြောင့်မလို့အရင်တခြား4 wheel drive ကားတွေလိုမျိုးကျွန်တော်တို့ဒီ driving ဒီမောင်းရတဲ့အရာသာလေဒီနောက်ရက်မောင်းရတဲ့အရာသာလေပြတ်မသွားလောက်အောင်သူကထိန်းထားပေးရပါတော့နော်အဲ့တော့ကျွန်တော်အတွင်းခန်းထဲမှာဘယ်လိုရှိလဲကြည့်ကြည့်အောင်နော်အဲ့တော့ကားတွေကိုစောက်ဝင်လိုက်တာနဲ့ပထမဆုံးခံစားမိတဲ့အရာဒီထိုင်ကုန်လေးပုံမှန်တော့sport ကားတွေတော်တော်များများမှာတော့ဒီလိုထိုင်ကုန်တွေပဲတော့ဒီခါးနှစ်ဖက်ကိုဒီလို shoulder ဟိုဟာနဲ့ချုပ်ထားတယ်အောက်မှာလည်းတော့ပေါင်ချုပ်ထားတဲ့ဟာရှိရပါတော့ဒါပေမဲ့များသောအားဖြင့်ဒီလိုထိုင်ကုန်တွေကအရမ်းမာနေတတ်တာများတယ်ပေါ့နော်ရမ်းမာနေတော့ဒီလမ်းပေါ်မှာမောင်းဝိုင်းဆိုကြာလိုင်းခါးနေနာလာပေါ့နော်ကားခုံတာနဲ့ဆိုတော့ဒီထိုင်ကုန်ကတော့ true စတဲ့မစိုးဘူးပြောရမှာပေါ့နော်ဒီ Mercedes ဆို BMW တို့ထိုင်ကုန်တွေလောက် comfortable တော့မဖြစ်ဘူးဖြစ်စရာလည်းအကြောင်းမရှိဘူးဒါပေမဲ့ sport seat ထဲမှာဆိုရင်တော့ဒါမစိုးဘူးပေါ့နော်ဒီ leather နဲ့လုပ်ထားတယ် leather အောက်မှာသူကဒီ
cushion လေးတစ်ထပ်ပါတော့သူကဟိုထိုင်ရတာမစိုးဘူးပေါ့နော်အဲ့တော့ဒီဘောင်တွေကိုဘာလို့လှုပ်ထားလဲဆိုတော့သူကဒီစဉ်းစားကြည့်ပေါ့နော်အမှကီလို100နဲ့ကွေးတွေမှာကွေးလိုက်တယ်150နဲ့ကွေးတယ်ဆိုရင်သူကပုံမှန်ကားတွေဆိုရင်ဒီဖင်ကနေလို့ရွေ့သွားပြီးတော့ဒါဟိုဘက်ဒီဘက်ရိုင်းတာကိုဒီစတီယာနဲ့ပြန်ပြီးကင်ထားရတယ်ပေါ့နော်ဒီမှာဆိုရင်ဒါဖြစ်เสียအကြောင်းမရှိတော့ဒီကောင်လေးထောက်ထားတယ်ဒီအောက်မှာလည်းထောက်ထားတယ်ဘေးမှာလည်းထောက်ထားတယ်ကပတ်လည်းပတ်ထားတယ်ဆိုတော့ကိုကကားမောင်းတဲ့ဒီ driving ဒီ experience ကိုပဲကိုက focus ဒီခံစားနေလို့ရတာပေါ့နော်super car တော်တော်များများကိုအထဲဝင်ထိုင်လိုက်တာနဲ့ဥပမာ Aston Martin တို့လိုမျိုး Lamborghini တို့လိုမျိုးဆိုရင်တများသောအားဖြင့်ဒီ instrumentation unit တွေတော်တော်များတော့ဟို weight shot ထားတဲ့ပုံစံပေါ့နော်ဒီ Mercedes S-Class တို့ဒီ BMW 7 Series တို့လိုဟာမျိုးမဟုတ်ဘဲနဲ့သူကရိုးရိုးရှင်းရှင်းနဲ့ဒီဟိုလောက်ထားတဲ့ simple ဖြစ်တဲ့ system တွေကိုတုံးတာများရပါတော့ဒါပေမဲ့ဒီ Audi RE မှာကျတော့သူကဒီစထိုင်လိုက်တာနဲ့တွေ့တာဒီ sound system Bang & Olufsen ဖြစ်နေပါတော့မစိုးဘူးပေါ့နော်အတန် I wish that this night would never be over nav unit မှာဆိုရင် navigation ပါတယ် radio ပါတယ် CD changer ပါတယ်SD ကတ်ထည့်ပြီးတချင်နားထောင်လို့ရတာပါတယ် bluetooth ပါမယ် bluetooth streaming ပါမယ်နောက်ပြီးတော့ controller ကဒီ touch screen မဟုတ်ဘဲနဲ့ German တော့ကားတော်များများအဲ့တိုင်းပဲ touch screen မဟုတ်ဘဲနဲ့တော့ဒီမှာ knob နဲ့လှည့်ပြီးတော့သူကဒီသုံးရတာပေါ့နော်အဲ့တော့ဒီကားမှာတော့ဒီ gear box နဲ့ဒီ knob နဲ့ကိုဒီလိုမျိုးလေးဟိုပုံစံလေးထားတော့သူက gear box ဆိုလက်လေးတင်ပြီးတော့ဒီ knob လေးကိုလှည့်လို့အဆင်ပြေတယ်ပေါ့နော်ဒီတိုင်းကြည့်ရင်မသိတာပဲမဲ့ကားမောင်းသွားပြီဆိုရင်ကြတော့သူကဒီ touch screen ဆိုရင်ဒီ touch ကိုလိုက်ပြီးတော့ချိန်နှိမ့်နေရတဲ့ဒုက္ခတော်တော်လေးကြီးရပေါ့နော်ဒီ knob ဆိုရင်ဒီ knob ကိုဒီလိုကင်မယ်ဆိုရင်တော့ဒီ knob နဲ့ဒီဟာနဲ့ဒီလိုကားခုံနေရတယ်ဆိုရင်ထိန်းရတာခက်တယ်ပေါ့နော်ဒီ gear box လေးနဲ့ဒီ gear booty လေးနဲ့ဒီလိုကွက်တီလေးလောက်ထားပြီးတော့ကားမောင်းနေနဲ့ control လုပ်ရတာတော်တော်လေးသဘောကျဖို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့အပေါ်က navigation unit နဲ့ဒီ audio system တွေကိုထိန်းရတာလွယ်သလောက်ဒီအောက်ကဒီ aircon control ကြီးကြတော့ဒီ gear booty ကိုဒီလိုကြော်ပြီးတော့သွားပြီးတော့လှည့်နေရမှာပေါ့နော်အဲ့ဒါကနည်းနည်းလေးအခက်အခဲဖြစ်မယ်နောက်ပြီးတချို့ခလုတ်တွေဆိုရင်ဒီ driver side ကနေကြည့်ရင်မမြင်ရတော့ဥပမာဒီ seat heater လိုဟာမျိုး aircon အဖွင့်ပိတ်ခလုတ်လိုဟာမျိုးဆိုရင်ဒါတော်တော်လေးဟိုကြည့်ရတာခက်သွားပြီပေါ့နော်အဲ့ဒီတစ်ခုတော့ပြောစရာရှိရယ်နောက်တစ်ခုကဒီလိုကားမျိုးဝယ်ရဲဆိုရင်တော့ Audi R8 ဝယ်ရင်အမြဲတမ်းမပါမဖြစ်ကဒီ active suspension ပေါ့နော်ဒီဟာမပါရင်ဘာဖြစ်လဲဆိုတော့ငင်းငင်းညောင်ညောင်စီးခြင်းငင်းငင်းညောင်တစ်ခါလေးဝယ်လိုက်ပြီးရင်အဲ့ဒါဟို sport type လိုမျိုးကောင်းကောင်းမောင်းလို့မရတော့ sport type လိုကောင်းကောင်းမောင်းဖို့ option နဲ့ဝယ်လိုက်ပြန်ရင်လေငင်းငင်းညောင်စီးခြင်းတဲ့အချိန်မျိုးတွေကပိုများတာပေါ့နော်အဲ့ဒီအချိန်မှာငင်းငင်းညောင်စီးလို့မရအောင်ဖြစ်မယ်ဒီ active suspension option လေးထည့်ထားပြီးတော့ကျွန်တော်တို့ကငင်းညောင်စီးခြင်းဒီကောင်လေးကိုပိတ်ထားလိုက်ကောင်းကောင်းမောင်းလို့ရတယ်track တွေထဲပါရရောက်လို့ကားပြိုင်တော့မယ်ဆိုရင်ဒီဟာလေးကိုဖွင့်ပြီးတော့ဒီ shop မှာသွားမယ်နည်းနည်းလေးနှိမ့်သွားမယ်စီးလို့အဆင်ပြေရပါတော့ကားကိုစမောင်းကြည့်လိုက်တာနဲ့ကျွန်တော်တို့ကဒါအခုဆိုရင်ဒါကျွန်တော် normal mode နဲ့မောင်းနေရပါတော့တခြား Nissan GT-R တို့ Ferrari တို့လိုမျိုးကားတွေထက်စာရင်အများကြီး comfortable ဖြစ်တာကိုတွေ့ရတယ်အိမ်စီးကားတွေလိုမျိုး luxury sedan တွေလိုမျိုး comfortable ကတော့ဒါလုံးဝမျောလင်းလို့ကိုမရတာပေါ့နော်မျောလင်းထားစရာအကြောင်းမရှိဘူးအဲ့လိုမျိုးတော့မဟုတ်ဒါပေမဲ့ပြန်ကားထဲမှာဆိုရင်ဒါမဆိုးဘူးပေါ့နော် daily driving လုပ်လို့ရလောက်တဲ့ဘယ်လိုပြောမလဲခါမနာလောက်တဲ့level မျိုး comfortable ရပါတယ်ဒါပေမဲ့ normal mode မှာထားရလို့ steering က Porsche နေမျိုးတော့မရှိဘူးသူက steering ကတော့4မြက်4တုံးပဲပေါ့နော်သူကဟို sporty ကောက်နင်းလိုက်တဲ့အချိန်မှာတခါတည်း handling မှာတခါတည်းဆက်ပြီးကင်အောင်လို့ရမယ် level မျိုးအသင့်အနေထားမျိုးနဲ့တွေ့ရတယ်အခုကျွန်တော် sport mode ဖွင့်လိုက်မယ်ဆိုရင်ကားလုံးဝ flat out ဒီလမ်းပေါ်မှာလုံးဝပြဝတ်ကတ်နေပြီးတော့မောင်းနေတဲ့ပုံစံမျိုးအရသာကိုခံစားရတယ်ခုံတာလည်းအရင်ခုံသွားပြီဒါပေမဲ့ဒီစုံမဖွင့်မောင်းနေဆိုတာကျွန်တော်တို့ track ပေါ်မှာမောင်းဖို့ရွေထားဖြစ်တဲ့အတွက်ကြောင့်မလို့လမ်းကျန်းလို့ခုံနေဆိုတာဒါဟိုအကြောင်းပြချက်ပြောစရာမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ဒီမှာတစ်ခုသတိထားမိတာဒီ
ODI ပန်ရှင်တွေတော့များ online မှာအများကြီး complain လုပ်ကြတဲ့ကိစ္စကဒီ gearbox ပြဿနာပေါ့နော် gearbox ကဘယ်လိုပြောမလဲသူကဟိုနင်းလိုက်လို့ gear တစ်ခုနဲ့တစ်ခုချိန်တော့မယ်ဆိုရင်သူကဟိုချိန်နဲ့ကဟိုချက်ချင်းမဟုတ်ဘဲနဲ့သူကဟိုတစ်စက္ကန့်မပြည့်တပြည့်လောက်ကြာနေတဲ့ပြဿနာပေါ့နော်အဲ့တော့အဲ့ gear ချိန်နဲ့ဒီ feeling ကြီးကိုလူကခံစားနေရသေးတယ်အဲ့ဒါတော့တိတ်ပြီးတော့ဟိုအဆင်မပြေဘူးနောက်တစ်ခုကဒီကားကိုတကယ်လို့ဒီနေ့စဉ်မောင်းဖို့စဉ်းစားရဲဆိုရင်သူကဟိုပြဿနာလေးနည်းနည်းရှိရပေါ့နော်ဥပမာပြောရရင်ဒီကားရပ်ထားပြီးတော့ gear ကိုဒီမောင်းမဲ့ drive လုပ်မဲ့ mode ကိုပြောင်းလိုက်ကြတယ်သူကကားချက်ချင်းမထွက်ဘူး traffic ထဲမှာလိုမျိုးရှေ့ကားကနည်းနည်းလေးရွေ့တာကိုနောက်ကလိုက်ရတဲ့အချိန်မျိုးမှာဟိုတခြားကားတွေလိုမျိုး brake လွတ်လိုက်ပြီးတော့ဖြည်းဖြည်းချင်းလိုက်သွားလို့ရတာမျိုးမဟုတ်ဘဲနဲ့ brake လွတ်ပြီးတော့ကျွန်တော်တို့က lever ကိုနေတဲ့ချိန်မှာလဲတော့ရှေ့ကားနည်းနည်းလေးပဲရွေ့ရဆိုရင်ကျွန်တော်တို့ကအများကြီးမထွက်သွားအောင်လို့ engine က V8 ဆိုတော့အရင် powerful ဖြစ်တယ်ဖြစ်တော့အရင်မထွက်သွားအောင်လို့ကျွန်တော်တို့ကထိန်းပြီးတော့နင်းရတယ်အရေးကြုံရင်ကျွန်တော်တို့ကပြန်ပြီးတော့ brake နင်းဖို့ကလည်းအဆင်သင့်ပြင်ထားရသေးရပါတော့နောက်တစ်ခုကကျတော့သူကဒီကားမှာမီးပွိုက်မီးလို့ရပ်ထားရဲဆိုတော့သူက gear ကသူကစက္ကန့်နည်းနည်းကြာရင်သူက neutral ချက်ချင်းပြန်ပြောင်းသွားတယ်အဲ့တော့အဲ့လိုအခြေအနေမျိုးမှာသူကဟိုရှေ့ကကားရုပ်တရက်ထွက်သွားလို့ကျွန်တော်ပြန်ပြောင်းခြင်းကျွန်တော်အော်တိုပြန်ပြောင်းပြီးတော့ lever ကိုနင်းတော့အချိန်ပိုကြာတာပေါ့နော်ဆိုတော့အဲ့ဟို annoying ဖြစ်တဲ့ case လေးတော့ရှိပါတယ်နှမျိုးကိုကောင်းတာကျွန်တော်တို့ဒီလိုကားမျိုးကို test drive လုပ်မယ်ဆိုရင်အနည်းဆုံးတော့ race track တစ်ခုပေါ်တက်ပြီးတော့တခြားကားတွေနဲ့ရှင်မောင်းကြည့်မှဒါကျွန်တော်တို့ဒီကားရဲ့ potential အပြည့်ကိုကျွန်တော်တို့က review လုပ်ပေးလို့ရအောင်ပေါ့နော်အခုဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာ race track ဆိုတာကောင်းကောင်းမရှိတော့အများပြည်သူသုံးတဲ့လမ်းပေါ်မှာပဲဖြည်းဖြည်းနှင်းနှင်းမောင်းပြီးတော့ပဲreview လုပ်ရတာပေါ့ဒါပေမဲ့ကျွန်တော်တို့ engine ကိုကြည့်ပြီးတော့ဟိုဘယ်လောက်မြန်လဲဆိုတာကိုစိတ်ကူးနဲ့ခံစားကြည့်အောင်အဲ့တော့မြင်တဲ့အတိုင်းပဲသွား engine ကနောက်ခန်းထဲမှာပေါ့နော်တကယ်ရက်ထုတ်မဲ့နောက်ဘင်းရဲ့အပေါ်တဲထဲမှာဒီ engine ရဲ့ weight ကိုသွားပြီးတော့ထားတာပေါ့နော်အခုဒီကားမှာတော့သွားဟို 4.3 liter V8 ပေါ့နော်အဲ့တော့ဒီ 4.2 liter engine က414 horsepower ထွက်တယ်317 foot pound top ထွက်တယ်ပေါ့နော်ဒါပေမဲ့အဲ့နှစ်ခုထွက်ဖို့အတွက်တဲ့သူက recommend လုပ်ထားတာတော့ RON 98ကိုသုံးရမယ်တဲ့ဒီနိုင်ငံမှာဆိုတော့ကျွန်တော်တို့က RON 95ထည့်ပြီးတော့booster တွေလိုက်ဝယ်ပြီးတော့အဲ့ booster တွေပါထပ်ထည့်ပြီးတော့မောင်းမှဒီ horsepower ထွက်မယ်နဲ့တူပါတယ်အဲ့တော့နောက်တစ်ခုကတော့ဒီ V8 engine မြင်တော့ Audi မှာ V10 engine နဲ့လည်းလာပြီးရရှိရပါတော့သူဆိုရင်တော့ပို့ပြီးတော့ horsepower လည်းပို့ထွက်မယ် torque လည်းပို့ထွက်မယ်ပို့ပြီးတော့မြန်မယ်ပေါ့နော်တကယ်လို့ကိုကဈေးကွက်ထဲမှာပြိုင်ကားတစ်စီးပေါ့နော် sport type ကိုဒီ super car မှာစီးကျင်နေဆိုရင်နောက်ပြီးတော့ဟိုအဲ့ကားကိုပဲနေ့စဉ်စီးဖို့စဉ်းစားထားရဲဆိုရင်Audi i ကလေးကဒါမစိုးဘူးလို့ပြောလို့ရပါတယ်နောက်စဉ်းစားကြနောက်တစ်ခုရှိတာတခြား super car တွေဆိုရင်ဒီလမ်းပေါ်မှာဒီအယောင်ပြ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 ကြီးတွေနဲ့ဒီကြမ်းကြမ်းတန်းတန်းဖြစ်သွားမဲ့ပုံစံမျိုးဖြစ်နေလေးရှိရပါတော့ဒါပေမဲ့ဒီ Audi i ကကြတော့သူကဒီအဲ့လိုမျိုးပုံစံမျိုးမဟုတ်ဘဲနဲ့သူကတီတီငင်ငင်နဲ့လှတဲ့ပုံစံမျိုးဖြစ်အောင်ဟိုဒီဇိုင်းလုပ်ထားတယ်နောက်တစ်ခုကကြတော့ဟိုသူ့မှာအားသာချက်တွေရှိလို့တချို့အားနည်းချက်တွေဥပမာ gearbox ကချိန်တာကြာတာမျိုး traffic ထဲမှာဟိုမောင်းရတာနည်းနည်းခက်တာမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်ဆိုရင်တော့ super car တစ်စီးအနေနဲ့ဆိုရင်တော့ဒီကားကိုပဲရွေးပြမယ်ထင်ပါတယ်